ဂျိုနီကခက်ဆိုးဆိုးရဲတစ်ယောက်ပါစိတ်ချမ်းကိုချမ်းနဲ့အင်အားလွန်ကျော်တုံးတက်လို့သူ့ရဲ့ရဲတစိတ်ကိုအသိမ်းခံထားရပါတယ်သူ့ကောင်မလေးနဲ့လည်းအဆင်မပြေလှပါဘူးသူ့ကိုကတော့နေပစ္စည်းတပ်ဖွဲ့ဝင်တစ်ယောက်ပါခက်အေးအေးနေတတ်ပြီးတင်နန်းသားတွေကိုလေ့ကျင့်ပေးတဲ့အခါမှာတော့ပြင်းပြင်းထန်ထန်နဲ့လေ့ကျင့်ပေးတဲ့သူတစ်ယောက်ပါမိသားစုကိုခင်ထွယ်သူဖြစ်ပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်စုလည်းရှိပါတယ်ဒီနေ့မှာတော့သူတို့အဖေကအမှုတစ်ခုကိုလိုက်လံစုံစမ်းရင်းကားတိုက်ခံလိုက်ရပါတယ်သူတို့အဖေရဲ့ဇာပနာမှာညီကိုနှစ်ဦးဟာစကားများပြီးရံပစ်ကြပါတယ်ဒါပေမဲ့ညီကိုတစ်ယောက်လုံးဟာသူတို့အဖေအသက်ခံရတယ်လို့ယုံကြည်ပြီးတော့ဒီအမှုကိုလိုက်လံစုံစမ်းကြပါတယ်သူတို့အဲ့လိုစုံစမ်းတာကိုမကျင်တဲ့လူဆိုးတွေကအမျိုးမျိုးလုပ်ကြံကြပါတယ်ဒါပေမဲ့ညီကိုနှစ်ဦးလုံးဟာတန်မာပြီးတော့တိုက်ခိုက်ပြေးသွားတဲ့အတွက်အချိန်ချင်းသေပေရနေလွတ်မြောက်ခဲ့ကြတယ်သူတို့ဟာယာကူဇာဂိုင်းကအကာအကွယ်ပေးထားတဲ့မာကိုရူဘီဆိုတဲ့တတိတဦးနဲ့ရင်ဆိုင်တိုက်ခိုက်ရပါတယ်အဲ့ဒီမာကိုရူဘီဆိုတဲ့ပုဂ္ဂိုလ်ဟာမြို့တော်ဝန်ကိုယူရို12သက်လက်ထိုးပြီးတော့ဟာဝိုင်ယီကျွန်းပေါ်မှာတရားမဝင်ကာစီနိုဝိုင်းတွေတိစောက်ချင်သူပါဒါကိုညီကိုနှစ်ယောက်ကရအောင်ဖော်ထုတ်ပြီးတော့မြို့တော်ဝန်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ယာကူဇာဂိုင်းကောင်းဆောင်တဲ့မာကိုရူဘီလည်းညီကိုနှစ်ဦးလက်ချက်နဲ့နှိမ့်ဆုံးသွားခဲ့ပါတယ်ဇသိန်းကတော့ပျော်ရွှင်စာနဲ့ပဲဇသိန်းသွားခဲ့ပါတယ်